ကျင်းပတဲ့အခမ်းအနားကတော့ insurance ရဲ့တန်ဖိုးထားရပါတော့ Alpha Community မှာ business performance ဆွဲဆောင်ပြီးကောင်းမွန်တဲ့ဝန်ကျင်များကိုဂုဏ်ပြုစုချီးမြှင့်တဲ့ပွဲလေးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့သုံးနှစ်တာအကြီးနော်အစမှဘုံချင်ပြီးပါဝင်ပတ်သက်ပေးခဲ့ကြတယ်နော်အခုပြီးခဲ့ကြတယ်ပြီးရင်အားလုံးနော်ကျေးဇူးတင်တယ်နော်ဘုံလေးပြပါတယ်ကျွန်တော်တို့ဘယ်လိုပြီးရလဲအားလုံးကျေးဇူးပါ